8GB RAM 8GB RAM 256 storage ဒီမှာဟဲ့ငါဖတ်ပြီးပြောပြနေအဲ့မှာကြည့်ဒီမှာ16ဒါ 16GB memory ဖြစ်သွားဒီကောင် 8GB Hello အားလုံးမင်္ဂလာပါ Handy Stock တွေနေပြီအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ main topic ကတော့ကို့မှာရှိပြီးသား laptop ကို update လုပ်တင်လားမလုပ်တင်လားပေါ့နော် Handy ကတော့ဒီ Windows တွေရဲ့ fan မဟုတ်ပေမဲ့ဒါ MacBook တွေရဲ့ fan ပေါ့နော်ဆိုတော့ Handy MacBook တွေကိုဆိုလည်း Handy လုံးဝ MacBook စထွက်ကြတဲ့ Handy တောက်လျှောက်သုံးခဲ့တယ်သုံးခဲ့ရအောင်မှ Handy အခုနောက်ဆုံးသုံးနေရလေးကတော့ဒါလေးပေါ့နော်ဒါကြတော့ဒါ M2 MacBook Air 2022မှာထွက်ထားရပေါ့နော် M2 chip နဲ့ထွက်ထားတဲ့ဟာလေးပေါ့နော်အဲ့တုန်းကလည်းဒါ Starlight color လေးတော့အဲ့တော့ပထမဆုံးထွက်တဲ့ဟာလေးဟိုသုံးနေရပေါ့နော်ဆိုတော့2022တုန်းကဟိုဝယ်ထားတဲ့ဟာဟိုအခုအနေနဲ့ဟို update လုပ်မယ်ပေါ့နော်စဉ်းစားတဲ့အချိန်မှာငါဘာ update လုပ်ရမလဲဘယ်လိုမျိုးတွေကိုကြည့်ရမလဲဘာတွေကိုကိုဝယ်တဲ့အခါမှာဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့ update ဖြစ်မလားဆိုတဲ့ဟာကိုစဉ်းစားရပေါ့နော်စဉ်းစားတဲ့အချိန်မှာဟိုအခုအသစ်ကလေးက M4 ဝယ်ထားရပေါ့နော်ဒါလေးကိုလည်းခဏကြာ unboxing လုပ်ရင်းနဲ့တခါအထဲမှာဘာတွေပါလဲဘယ်လိုမျိုးတွေရှိလဲပြီးတော့ဘာတွေပြောင်းလဲသွားလဲဆိုတော့တခါအကုန်လုံးနဲ့တူတူကြည့်မယ်ပေါ့နော်ဆိုတော့အခုဒီ M2 သုံးနေတဲ့အချိန်မှာတော့သူ့ရဲ့ဒီဟာလေးကတော့တောက်လျှောက်ဟိုနေ့တော့ daily သုံးနေတာဘာမှerror မှလည်းမရှိဘူးဘာမှလည်းဟိုဟိုနေ့အတွက်ပြဿနာမရှိဘူးပေါ့နော်ဒါဆက်သုံးနေလို့လည်းဟိုနေ့တော့အရင်ဟိုပြောင်းလဲသွားမျိုးမရှိဘူးအဆင်ပြေရဲ့ကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့ဟနီကကျတော့အခုကဒါဟနီအနေနဲ့လည်းနိုင်ငံခြားသွားဖို့တွေပါလေရှိရောပြီးတော့ဟနီမောင်လေးကိုလည်းဟနီကနေပြီးတော့သူ laptop အသစ်တစ်လုံးဝယ်မယ်စားဒါလေးပဲယူလိုက်ဟာအသစ်တစ်လုံးဝယ်လိုက်မယ်ဆိုပြီးတော့သူနဲ့ညှိလိုက်တာပေါ့နော်သူက laptop တစ်လုံးလက်ကားရတဲ့သဘောအနေနဲ့ဆိုတော့အဲ့ဒါကြောင့်လည်းဟနီ update လုပ်ဖို့အတွက်ကိုဒါစဉ်းစားဖြစ်သွားတာပေါ့နော်စဉ်းစားဖြစ်တဲ့အခါမှာဆိုရင်ပထမဦးဆုံးဟနီတွေ့ရတဲ့ဟာကျတော့သူကဒီ hardware တုန်းကဒီ M2 လေးတုန်းကကျတော့သူကဒါ8GB GPU ပေါ့နော်ဆိုတော့ဒီဟာမှာတော့နှစ်ဆဖြစ်သွား 8GB RAM 8GB RAM နဲ့မလွဲရတော့လားဟုတ်လား8GB ဟုတ်တယ် 8GB memory โอ้ย RAM 8GB RAM 8GB RAM 256 storage ဒီမှာဟဲ့ငါဖတ်ပြီးပြောပြနေအဲ့မှာကြည့်ဒီမှာ16ဒါ 16GB memory ဖြစ်သွားဒီကောင် 8GB ငါအဲ့အထက်မှာဒီမှာလေ 16GB memory ဆိုဒီကောင် 8GB လေဆိုတော့အဲ့ဒါနှစ်ဆဖြစ်သွားပါတော့အဲ့နှစ်ဆဖြစ်သွားသူ့ရဲ့ဒီ processor ကနည်းနည်းလေးဟိုပို့ပြီးတော့နှစ်ဆပိုမြန်မယ်ပြီးတော့လေပို့ပြီးတော့လေ overall upgrade အနေနဲ့ကတော့ဟင်းရဲ့ဒါခံမှန်းချက်ရတော့ဒီ M2 နဲ့ M4 ကတော့2 generation လောက်ဖြစ်သွားတဲ့အတွက်တော့အနည်းဆုံးနှစ်ဆလောက်တော့ပိုကောင်းမယ်လို့ယူဆရပေါ့နော်အဲ့ဒါမှ M4 ထဲမှာဟင်းလေးကနေပြီးတော့ဘာကိုရွေးထားလဲဆိုတော့သူတို့ရဲ့ latest color တခါမှသူတို့မထွက်ဘူးသေးတဲ့ color တွေက sky blue လေးကိုရွေးထားပါတယ်ဆိုတော့ဒီတုန်းကလည်း starlight တုန်းကလည်းအဲ့လိုပဲတခါမှမထွက်ဘူးသေးတဲ့ color starlight ကိုရွေးဒီတခါကျတော့ sky blue လေးရွေးထားပါတယ်ဆိုတော့အကုန်လုံးတူ unbox လုပ်ကြမယ်ပေါ့နော်ဆိုတော့ကဲ laptop အဟောင်းလေးကိုခဏလေးပြီးမှထားပြီးတော့ပေါ့နော်အသစ်ကလေး unbox လုပ်ပါမယ်ဟနီဝယ်လိုက်တာကတော့ဒါ Singapore dollar 1499မှာဟနီရဲ့ညီမလေး student discount နဲ့ဆိုရင် dollar 150လောက်တော့ဟနီဟို Singapore dollar 150တော့ဟနီတက်တာပေါ့နော်ဒီဟာလေးကဟနီM4 chip 256ပဲဝယ်ထားရယ်ပြီးတော့သူ့ရဲ့ဒီထဲမှာ10 core CPU နဲ့8 core GPU ပါတယ်ပေါ့နော်ည13 inch အသေးပဲဝယ်ထားပါတယ်ပြီးတော့ဘယ်တော့ဘာလို့တဲရလွယ်အောင်ကြတော့လေဆိုတော့ unboxing လုပ်ပါမယ်နည်းနည်းလေး trade ထွက်နေအောင်တီးခင်ကြမှာမိပြက်နေလို့ပါကဲ color လေးအဓိကဟန်နီအတွက် excitement မှာ color နဲ့ပြီးတော့သူရဲ့ camera ဘာဖြစ်လို့ဆို camera ကိုသူကဒီဟာမှာဆိုရင်1080 megapixel လားပဲရှိတယ်ဒီကောင်ကကျတော့12 MP megapixel 12 megapixel ဖြစ်သွားပြီဆိုတော့ကျတော့ဘာတွေများပြောင်းလဲသွားမလဲပြီးတော့ dash view ဟန်နီလိုမျိုးပစ္စည်းလေး review ရိုက်ချင်တာတော့ဘာလို့ဆိုရင်လည်း dash view လေးရသွားရပေါ့နော်ဆိုတော့အကယ် meeting တွေဘာတွေလုပ်တယ်တခုခုဆိုရင်ပြချင်တယ်ဆိုလည်းအဆင်ပြေမယ်ပေါ့နော်အသစ်ဆိုတော့အသစ်နံလေးနော်ဆိုတော့ဝါ blue ပေါ့နော်အကောင် review တွေထဲမှာ blue ကတော့အရင် settle ဖြစ်တယ် silver နဲ့အရင်ဆင်တယ်လို့ရေးထားကြရပေါ့နော်ဆိုတော့ဒီလိုလေးပါဟုတ်တယ် camera ထဲမှာတော့လေနည်းနည်း silver ဒီလိုလုံးလိုက် silver လို့ဘာလို့ဒါပေမဲ့ဒီလိုနည်းနည်းလေးကြည့်လိုက်တော့မှ blue ဒီလိုကြည့်လိုက်တော့ blue ကတန်းပေါ်ပေါ့နော်ဒါပေမဲ့အပြင်မှာကြည့်ရင်ကျတော့အပြာရောင်ဆိုတဲ့ဟာတော့တိတိတတ်မြင်ရပါပေါ့နော်ဆိုတော့ဒီထဲမှာဆိုရင်ဒီလိုမျိုး MacBook ပါမယ်ပြီးတော့ရင်အထဲမှာပါအောင်မလဲဆိုတော့သူ့ရဲ့ဒီ sky blue color နဲ့ပဲသူက matching ဖြစ်အောင်သူ့ရဲ့ဒီ charging ကြိုးပါတယ်ပေါ့နော်
charging ကြိုးပါတယ်ပြီးတော့ရင်ဒီထဲမှာဆိုရင်ဒီ charging ခေါင်းနေအကုန်လုံးတစ်ခါရဲပါပြီးသားပေါ့နော်ဆိုတော့တော်တော်အဆင်ပြေပါတယ်ဆိုတော့တစ်ခါရဲပါပြီးတော့ဒီမှာ information ဟိုကဒီကပ်ပေါ့အဓိက mainly က MacBook ဆိုတော့ဟန်နီတို့ဒီ MacBook ဟန်နီဘာဖြစ်လို့ပေါ့နော်ဟန်နီဝယ်ဖို့လဲစဉ်းစားလိုက်လဲဆိုတော့ဟန်နီတို့အဓိကအရေးကြီးဆုံးကဒီ camera ပေါ့နော် camera လေသူကဒါ upgrade လေးဖြစ်သွားတယ်အပြင်ကိုပို့ပြီးတော့လေဒါ12 megapixel ဆိုတော့တော်တော်အဆင်ပြေရဆိုတော့ဒီဟာလေးရဲ့အပြောင်းလဲလေးပေါ့နော်ဆိုတော့အခုက MacBook ကအခုမှဝယ်ရဆိုတော့ဒီလိုမျိုး restart လုပ်နေပါဟဲ့ဒီလိုမျိုးလေးပေါ့နော်တခါရင်းနဲ့အကုန်လုံးတူတူ set up လုပ်မှာပေါ့နော်So get started ဒီဟာမှာကလေဒီ weight ကလည်းဟိုနေ့ဒီ M2 နဲ့အတူတူပဲပြီးတော့သူ့ရဲ့ဒီမှာပြောင်းသွားတဲ့ဟာဒီ mute key ပေါ့နော်သူ့ဒီနာလေးရဲ့ key လေးတစ်ခုပေါ့နော်yes English ကျေးဇူးဆိုတော့ဒီမှာ mute key ပေါ့နော်အဲ့မှာဒီမှာ mute key လေးမှာဒီလို slash လေးပါသွားပါတော့เนาะဆိုတော့ M2 မှာအဲ့ဒီဟာမပါဘူးအဲ့ mute key ဆိုရိုးရိုးလေးပဲပါဟို slash လေးမပါဘူးပေါ့နော်အဲ့ဒီဟာမှာတော့နည်းနည်းပြောင်းသွားတယ်ပြီးတော့ကျန်တဲ့ဟာ weight တွေဒီ design တွေရတော့ဘာမှပြောင်းလဲသွားတာတော့မမြင်ရဘူးပေါ့နော်ဆိုတော့အကယ်၍ကိုကနေပြီး M1 ကင်နေတို့ပြီးတော့တခြားပေါ့နော် voiceover ကိုလုံးနေရအဲ့လိုမျိုးဒီ Wi-Fi လေးတစ်ခါလေးချိန်လိုက်မယ်နော်ဟုတ်တယ် M1 နဲ့ကတော့လုံးဝကွာ M1 သုံးနေတယ်ဆိုလုံးဝ upgrade လုပ်ကိုလုပ်တင်တယ်အဲ့ဒါတော့ဒါလုံးဝ 100% ပေါ့နော်တကယ်ကိုဟို M2 နဲ့ကအရန်ကြီးဒီ look တွေပါလေတိတ်မကွာဘူးဆိုတော့ဒီ ID touch ID တွေကအစပြီးတော့သူပုံစံတွေက M1 နဲ့ကလုံးဝစီနဲ့ရေလိုနီးပါကွာပေါ့နော်လုံးဝ 100% နီးပါကွာဒီကောင်နဲ့ M2 နဲ့ဆိုရင်ပြောရမယ်ဆို M3 နဲ့ဆိုရင်20% 30% ပဲကွာဒီ M2 နဲ့ဆိုရင် 40% လောက်ပဲကွာဆိုတော့အကယ်၍ကိုကနေပြီးတော့ဒီထက်ပိုမြင့်တဲ့ storage memory နဲ့ RAM ပိုပြီးမြင့်တဲ့ဟာနည်းနည်းပိုပြီးတော့မြန်မယ်ပြီးတော့ဒီ AI နဲ့ရောပို့ပြီးတော့သုံးချင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒီ M4 လေးကိုဝယ်တင်တယ်မဟုတ်ဘူးကိုကဒီ M2 M3 သုံးနေရဆိုရင်တော့အရင် upgrade မဖြစ်သွားဘူးဆိုတော့ဟိုနေ့ recommend မပေးချင်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုကဲဝါနာပါကိုစိတ်ဝင်စားရဆိုရင်တော့ဝယ်ပြီးတော့ဟိုဒီဟာမှာကဟို M2 တို့ဘာလို့မပါတဲ့ဟာတခုကကျတော့ voice isolation တို့ voice spectrum တို့ပေါ့နော်အဲ့ဒီဟာလေတကယ်လိုအပ်တယ်ဘာလို့ဆိုတော့ကိုကအပြင်မှာပဲဖြစ်ဖြစ်ကို meeting လုပ်တာတို့ပြီးတော့ကိုအနေနဲ့ပေါ့နော်ဟိုလူများတဲ့နေရာမှာအတန်တွေအကုန်ထည့်ချင်တာတို့ဘာလို့ဆိုတော့အဲ့လိုမျိုးvoice isolation နဲ့လုပ်လို့ရလို့ voice spectrum နဲ့လုပ်လို့ရဒီအတန်ပိုင်းမှာပေါ့နော်ဟိုအတန်ပိုကြည့်ရအတန်ပိုပြီးတော့ focus လုပ်တဲ့ဟာတွေမှာပို့ပြီးတော့လေပြောင်းလဲသွားတွေ့ရဆိုတော့ handle လိုမျိုးအမြဲ meeting လုပ်ရတဲ့တော်တော်အဆင်ပြေရပေါ့နော်ဆိုတော့ပြီးတော့ဒီကနှစ်ခုမှာနောက်ဆုံးကွာခြားသွားမှာ battery ပေါ့ battery ကတော့ of course တော့ Apple ကသူက upgrade လုပ်တိုင်းမှာတိတိတသားနဲ့သူက battery ကိုပို့ပြီးတော့လေမြင့်အောင်သုံးပြီးရပေါ့နော်ဆိုတော့အထဲမှာလည်းသူ chip တွေရောဘာတွေရောပို့ပြီးမြင့်အောင်သုံးပေးထားဖြစ်တဲ့တော့ကတော့သူ့အတွက်ကပြောင်းလဲမှုကတော့ရှိရယ်ပြီးတော့အရင် MacBook တွေနဲ့ထပ်ဆိုင်တော့ဒီဟာလေးနည်းနည်းလေးပို့ပြီးတော့တက်တာဝါဈေးနှုန်းတက်တာဝါလည်းတွေ့ရဆိုအကဲဝယ်မယ်ဆိုရင်လည်းမစိုးဘူးလို့ပြောလို့ရရယ်ပေါ့နော်ဈေးနှုန်းရကဲကိုကဒီ350ဝန်းကျင် budget လောက်ပဲသုံးချင်တယ်ဆိုရင်ဒီဟာလေးက recommend လုပ်တယ်ဒါကတော့ဒါဟန်နီက Apple fan ဖြစ်နေရတော့ပေါ့နော်ဟန်နီ Windows ကအရင်နားမလဲဟန်နီနေနဲ့လည်းအရင်တခြားသူ့ရဲ့ဒီ spec တွေကတော့တိတ်ပြီးတော့နားမလဲပေါ့နော်ဆိုတော့ဒါလေးကတော့ဒါဟန်နီရဲ့ဒါ MacBook Air လေး unboxing လေးနဲ့ review လေးပါဆိုတော့အကယ်၍ဒီဟာလေးကိုလည်းသုံးနေတဲ့သူတွေရှိရဖြစ်ဖြစ်သုံးဖို့စဉ်းစားနေတဲ့သူတွေရှိရဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးစဉ်းစားထားရဆိုရင်ဟန်ဒီကိုပြန်ပြောပြပေးပါအောင် comment လေးမှာလည်းရေးဝပေးပါအောင်ဘာတွေသိချင်လဲဘယ်လိုမျိုးပေါ့နော်မေးခွန်းလေးရှိလဲဟန်ဒီကိုပေါ့နော်သိချင်တာလေးရှိလဲ comment လေးမှာရေးဝပြီးတော့အားလုံးနောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြပါမယ်ရှင်အားလုံးပဲတတာကျေးဇူးများတင်ပါတယ် like share subscribe လုပ်ဖို့မမေ့နဲ့အောင်နော်အားလုံး peace